ဒီတစ်ခေါက်တော့နောက်ထပ်ပခေါင်းစဉ်တစ်ခုအနေနဲ့ what hala what smart လားဆိုတာလေးကိုနှောက်ပြီးချင်ပါတယ်ကျွန်တော်တို့လူအများစုကအလုပ်ကြိုးစားတယ်ဆိုတဲ့အပေါ်မှာဂုဏ်ယူကြတယ်ကိုယ့်အများတယောက်ကအိုးဒီတယောက်ကအလုပ်ကြိုးစားလိုက်တာလို့ပြောလို့ရှိရင်ကျင်တတ်ကြတယ်ပို့ပြီးတော့လုပ်ပြချင်တယ်အဲ့တော့မိဘတွေဆရာသမားတွေကလည်းအမြဲတမ်းဆုံးမတယ်အလုပ်ဆိုတာကြိုးစားလုပ်ရတယ်ကြိုးစားလုပ်ရတယ်လို့ပြောကြတာဟောရှိသေးတယ်ဘာပြောလဲဆိုကြိုးစားရင်ဖျားဖြစ်နိုင်တယ်လို့ပြောကြတယ်ဒီမှာကျွန်တော်တို့စဉ်းစားဖို့လိုတာကကြိုးစားတိုင်းဖျားဖြစ်တာလားပေါ့မဟုတ်ဘူးနော်ကြိုးစားလို့ဖျားဖြစ်တာမဟုတ်ဖျားဖြစ်ဖို့အတွက်ကြိုးစားခဲ့တာအဲ့ဒီဟာကိုခွဲပြီးနားလည်ဖို့တော့လိုတယ်အလုပ်ဆိုတာကြိုးစားတိုင်းကောင်းတာမဟုတ်လူဆိုတာခန္ဓာကိုယ်မှာသွေးနဲ့သားနဲ့ဖွဲ့စည်းထားတယ်အဲ့တော့ကျန်းမာရေးရှိတယ်အဲ့တော့အလုပ်ကိုကြိုးစားမယ်ဆိုလို့ရှိရင်စဉ်းစားရမှာကဘယ်လောက်ထိကြိုးစားမှာလဲပေါ့တချို့တွေဆိုလို့ရှိရင်ရုံးမှလည်းအလုပ်အိမ်ပြန်လာတဲ့အလုပ်ကပါလာတယ်ထမင်းစားနေရင်တော့မှဘေးနားမှာကွန်ပျူတာတစ်လုံးနဲ့အလုပ်ကလုပ်လို့မပြီးနိုင်ဘူးမိသားစုလည်းလှည့်မကြည့်နိုင်ဘူးမိသားစုနဲ့နေထွေးနေဖို့လည်းမရှိဘူးသူ့မှာအလုပ်ကြိုးစားတယ်ဆိုတော့ဂုဏ်ကိုကလည်းလိုချင်တယ်အဲ့လိုလူတွေကြာလိုက်တဲ့ခါမှာပတ်ဝန်းကျင်နဲ့ကိုယ့်ရဲ့မိသားစုနဲ့ relation တွေကပြတ်တောက်လာတတ်တယ်အခက်ခဲတွေဖြစ်လာတတ်တယ်အဲ့တော့အလုပ်ကိုကြိုးစားမယ်တနည်းအားဖြင့် what ဟာလုပ်မယ်အစား what ကို smart ဖြစ်အောင်လုပ်ဖို့တော့လိုတယ်တချို့တွေကအလုပ်သာလုပ်နေတယ်အလုပ်လုပ်တာနည်းနည်းဟိုကိစ္စထားလို့ဒီကိစ္စထားတော့အချိန်ကြီးကုန်ပြီးတော့အလုပ်ကလည်းမပြီးဘူးဟောတနေ့ကမနက်9နဲ့ညနေ9နာရီအလုပ်လုပ်နေတယ်ဒါပေမဲ့အလုပ်မှာအာရုံစိုက်တာထက်ကိုပတ်ဝန်းကျင်တခြားလူမှာအာရုံစိုက်တာတွေကပို့ပြီးတော့များနေတယ်အဲ့လိုလူကအလုပ်ကိုစူးစမ်းနေတာလည်းမဟုတ်တယ်လို့ work ကို smart ကြလုပ်တာလည်းမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့သိဖို့လိုတာကအလုပ်လုပ်တဲ့ခါမှာကိုအလုပ်လုပ်ချိန်မှာကိုအလုပ်ကိုပါအာရုံစိုက်ပါအလုပ်လုပ်ပြီးသွားပြီးနားတဲ့အချိန်မှာနားတဲ့ကိစ္စကိုပါအာရုံစိုက်ပါထမင်းစားချိန်မှာမိတ်ဆွေတို့အာရုံစိုက်မှအလုပ်ဒီထမင်းစားတဲ့ကိစ္စပါရုပ်ရှင်ကြည့်တဲ့အချိန်မှာမိတ်ဆွေတို့အာရုံစိုက်မဲ့ကိစ္စဒီရုပ်ရှင်ကြည့်တော့အာရုံစိုက်ရမှာမိသားစုနဲ့အတူနေတဲ့အခါမှာမိတ်ဆွေတွေရဲ့အလုပ်ဒီမိသားစုကိုအာရုံစိုက်ဖို့လိုတယ်အဲ့တော့အလုပ်လုပ်တဲ့အခါမှာပညာမပါပြန်တဲ့ဒီအလုပ်တွေကအလဟတ်တာပဲဒါကြောင့်ကျွန်တော်အရှိမပြောခဲ့တာလေကြိုးစားတိုင်းဖျားဖြစ်တယ်ဆိုတာမဟုတ်ဘူးနော်ဖျားဖြစ်ဖို့အတွက်ကြိုးစားခဲ့တာတိတ်တတမင်းသားကဖျားဖြစ်ချင်တဲ့အတွက်ကြောင့်ဖျားဖြစ်နိုင်တဲ့အကျင့်တွေပဲကျင့်ခဲ့တာအဲ့ဒီမှာအရေးကြီးဆုံးကပညာပဲအဲ့တော့ word ကို smart ကြလုပ်ခဲ့တာလမ်းကြောင်းမလွဲသွားဘူးလမ်းကြောင်းမပြောင်းသွားဘူးသူဘာဖြစ်ချင်လဲဆိုတော့သူ့ရဲ့ targetသူ့ရဲ့ objective သူ့ရဲ့ goal အဲ့ဒီအတိုင်းကိုပဲပညာကိုဥဆောင်ပြီးတော့ word ကို smart ဖြစ်အောင်လုပ်ခဲ့လို့နောက်ဆုံးမှာဖျားဖြစ်ခဲ့တာအဲ့တော့ကျွန်တော်တို့အရေးကြီးဆုံးသတိထားမယ့်အလုပ်ကတော့ word hard ဘယ်တော့မှမလုပ်ပါနဲ့ word smart ဖြစ်အောင်လုပ်ပါကျေးဇူးတင်ပါတယ်